ရင်းနှီးကပြန်ဝဲတွေမှာစစ်တင်တော်တွေကမကြခဏပြောတယ်ကလေးကစားသလိုပဲတဲ့ကြီးဖို့မတန်အောင်ခုဘလို့လို့ကိုရန်ရောက်လာတာလို့မင်းနေပါတယ်စစ်တင်တော်တွေကဧကရီမိတ်ရရောက်လာတာလို့ထင်ပြောလိုက်ပါတယ်မင်းမဆိုးကဧကရီမိတ်ရဒုတိယကျော်အစီအမံပြောင်းမယ်တိုက်ပွဲမိတ်ဆာစီဆိုပြီးမြင်းမြမိတ်ဆာစီကိုဖင်လိုက်ပါတယ်ဟောဒီရင်ကဒီစီကအရှေ့အောင်မိတ်ဆာရေးခွန်နဲ့လောက်လာတာအင်ရမတမသူကမတိခင်အလိုလိုပြိုလဲကျသွားလိမ့်မယ်3ရက်ဆိုရင်တမသူ6ရက်ဆိုရင်ကောင်းကင်ကုန်းရသူလို့ဝမ်းနေကိုပြောပြနေပါတယ်ဟောဒီရင်ကငါပွဲတက်ခွင့်ရရင်6ရက်တော့ရနိုင်တယ်လို့တွေးနေပါတယ်မိတ်ဆာစစ်သူကြီးရီဆန်းစတီးပါပြီ此怕是要一鸣惊人啊！敲响不足为奇，那巨大的反震之力才是难点所在。၄ချက်ဒီနိုင်ခဲ့ပါတယ်။ဝိုင်းနေကလည်းမိတ်ဆာစီကတာမန်မဟုတ်ဘူးလို့တွေးနေပါတယ်။စစ်သူကြီးဒီတီက၄ချက်၅ချက်၆ချက်၃ချက်နဲ့ဒီတီတီးနေကြပါပြီ။မော်ဖေးလည်းရောက်ရှိလာခဲ့ပါပြီ။မော်ဖေးက၈ချက်ထိနိုင်ခဲ့ပါတယ်။မော်ဖေးရဲ့ထောက်ပံ့သူက၃ချက်ထိနိုင်ခဲ့ပါတယ်။ပေါင်းရင်၁၁ချက်ထိနိုင်ခဲ့ပါတယ်။ဝိုင်းနေက၁၁ချက်ကျော်ထိနိုင်မှမော်ဖေးကိုနိုင်ရတော့မှာပါ။မော်လီယန်ကမရနိုင်တော့ဘူးလို့တွေးနေပါတယ်။ဝိုင်းနေလည်းရောက်လာခဲ့ပါပြီ။မင်းမဆိုးကဝိုင်းနေကိုငါနဲ့အလောင်းစားလုပ်ရလားလို့မေးလိုက်ပါတယ်။မင်းမဆိုးကစီ၅ချက်ထိမင်းမတီးနိုင်ဘူးလို့ဝိုင်းနေကိုလမ်းပြောလိုက်ပါတယ်။ဝိုင်းနေကအတူတီးနိုင်ခဲ့ရင်မင်းရဲ့လက်တစ်ဖက်ကိုယူမယ်လို့ပြန်ပြောလိုက်ပါတယ်။မင်းမဆိုးကသဘောတူလိုက်ပါတယ်။ဝိုင်းနေကမင်းတေရှာကြည့်တာဆိုပြီး၅ချက်ကိုဆက်တိုက်ထိုးပြလိုက်ပါတယ်။ပေးသက်တွေကလည်းအော်ကုန်ပါတယ်။ဝိုင်းနေက၅ချက်တီးပြီးမင်းကတိတီးသိပြီလို့ပြောလိုက်ပါတယ်။မင်းမဆိုးက၅ချက်ကျော်မတီးနိုင်ဘူးလို့ပြန်ညင်းပြန်ပါတယ်“你不过持平，谈何赢我？”既如此，那我便让你心服口服。ဝိုင်းနေကခန္ဓာကိုယ်ကိုမီးဖို့ဖြစ်တုံးတယ်အတန်ကိုမီးဖြစ်တုံးပြီးညံလင်းပွင့်ဖို့လုပ်နေပါတယ်မိတ်ဆာကြီးကလည်းနောက်ဆုံးတော့ညံလင်းပွင့်သွားပြီပဲလို့တွေးနေပါတယ်ဒီတကားကိုကြော်ရင်အထက်ပုံတက်လန်းချင်းဆင့်ရောက်ပါပြီမဝင်ခင်မှာဝမ်းရောက်လာခဲ့ပါတယ်တကားလည်းဝင်လောကီခန်းစားချက်တွေအကုန်လုံးစေချုပ်ပြရမှာပါကုံမိတ်တန်ရောစင်တွေအကုန်ဖြတ်ထောက်ပြရမှာပါဝိုင်းနေကဒီလိုချင်းချင်းမျိုးကငါလန်းစင်မဟုတ်ဘူးငါလန်းစင်ကဖီဆန်ချင်းပဲဆိုပြီးတကားကိုဖြည့်ဆည်းပြလိုက်ပါတယ်